နေမင်းနဲ့လက်မင်းဟာမိုးတောက်ချိန်နဲ့နေဝင်ချိန်တွေမှာသာတွေ့ဆုံခွင့်ရကြပါတယ်တွေ့ဆုံချိန်ကမိနစ်အနည်းငယ်သာဖြစ်ပေမဲ့တယောက်ပေါ်လာမယ့်နေရာမှာတယောက်ကိုစောင့်ဆိုင်းနေကြဆဲပါနေ့တွေကညတွေဖြစ်ပြောင်းလဲသွားပြီးຫນွေဦးကစောင်းဦးဖြစ်ကူးပြောင်းသွားခဲ့ပါတယ်အတူဖြတ်တန်းခဲ့တဲ့နေ့ညတွေဘယ်လောက်များခဲ့ပြီလဲဆိုတာတော့သူတို့မမှတ်မိတော့ပါဘူးအချိန်ကြာလာတာနဲ့အမျှလာမင်းဟာနှွေးထွေးတဲ့နေမင်းကိုချစ်မိသွားပါတယ်ဒါပေမဲ့သူတို့ရဲ့တွေ့ဆုံချိန်ကအရန်တိုလွန်းတာကြောင့်လက်ချင်းကင်မှုတောင်အိမ်မက်တစ်ခုလိုဖြစ်နေခဲ့ပါတယ်တနေ့ပြန်တွေ့တဲ့အခါနေမင်းကလာမင်းရဲ့ဝမ်းထဲနေတဲ့အမှုအရာကိုသတိထားမိပြီးသူ့လက်ကိုလှမ်းပေးလိုက်ပါတယ်ဒါပေမဲ့လက်မင်းကပျော်ရွှင်စွာလက်ကိုလှမ်းကင်မဲ့အချိန်မှာပဲနေမင်းကထပ်ပြီးပြက်ကွယ်သွားခဲ့ပါတယ်စိတ်ပြက်သွားတဲ့လာမင်းဟာတညလုံးပင်လယ်ကမ်းဆက်မှာထိုင်ဆောင်နေခဲ့ပြီးအယုံတက်လာတဲ့အချိန်မှာတော့ကမ်းဆက်နားကနေပြက်ကွယ်သွားခဲ့ပါတယ်နေမင်းပြန်ရောက်လာတဲ့အခါလာမင်းကိုမတွေ့တော့တာကြောင့်သူတို့ရဲ့အချစ်ကိုလက်မင်းကဆွတ်လွတ်သွားပြီလို့ထင်ပြီးဝမ်းထဲစွာတောအုပ်ထဲကိုရှောက်သွားခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်ကောင်းကင်တစ်ခုလုံးမှောက်မိုက်သွားပြီးလာမင်းကပင်လယ်ကမ်းဆက်မှာပြန်ပေါ်လာခဲ့ပါတယ်ဝမ်းထဲနေတဲ့နေမင်းကအစပိုင်းမှာဒီပြောင်းလဲကိုမတတိထားမိခဲ့ပါဘူးကောင်းကင်ကိုမောကြည့်လိုက်တဲ့အချိန်မှာတော့လာမင်းကသူ့ရှိမှရက်နေပြီးလက်ကိုလှမ်းပေးထားတာကိုတွေ့လိုက်ရပါတယ်ဒီတစ်ချိန်မှာတော့သူတို့နှစ်ယောက်လက်ချင်းထိတွေ့နိုင်ခဲ့တယ်လို့အချင်းချင်းဖတ်ထားဖို့အတွက်လည်းအချိန်ပိုရရှိခဲ့ပါတယ်ဒီအရာအလုံးဟာနေချက်ချိန် solar eclipse မှာဖြစ်ပျက်ခဲ့တာပါနေမင်းနဲ့လာမင်းတို့ရဲ့အချစ်ဇလန်းဟာအမြဲတမ်းစမ်းသပ်မှုတွေနဲ့ပြည့်နေနေတဲ့အချစ်ဇလန်းတစ်ပုဒ်ပဲဖြစ်ပါတယ်ကြည့်ရှုသူများအားလုံးစိတ်နှလုံးရှင်လန်းကြပါစေကာတွန်းဇာတ်ကားကောင်းများကြည့်ရှုခြင်းပါက like and follow လုပ်သွားပေးကြပါနော်